ဘာကြောင့်ပင်လယ်ရေကိုတောက်လို့မရရလဲကမ္ဘာမှာရှိတဲ့ရေအားလုံးရဲ့90%ဟာပင်လယ်ရေတွေဖြစ်ပါတယ်ကျွန်တော်တို့တောက်သုံးနေတဲ့ရေချိုကတော့3%သာရှိပါတယ်ကမ္ဘာမျက်နှာပြင်ရဲ့3ပုံ2ပုံကျော်ဟာရေငယ်သမုဒ္ဒရာများဖြစ်ပြီးတော့တပုံအောက်သာကုန်းမြေထုဖြစ်ပါတယ်အဲ့ဒီထဲမှာရေချိုများဟာကုန်းမြေထုပေါ်မှာတည်ရှိနေကြပါတယ်တောက်သုံးလို့မရတဲ့အကြောင်းရင်းကရေကငယ်လို့ဆိုတာလူတိုင်းသိကြပေမဲ့လူတွေသိမသိကြသေးတဲ့အချက်ကလေးတွေလည်းရှိနေပါတယ်အဲ့ဒါကတော့ပင်လယ်ရေမှာဆိုဒီယမ်ကလိုရိုက်လို့ခေါ်တဲ့ဆားဓာတ်အများအပြားပါဝင်ပြီးသတ္တုဓာတ်များလည်းအလွန်မြင့်မားစွာပါဝင်ပါတယ်လူခန္ဓာကိုယ်ရဲ့ကြောက်ကပ်ကဆားကိုပမာဏအများကြီးစွန့်ထုတ်နိုင်စွမ်းမရှိပါဘူးဆားပါဝင်မှုမြင့်မားတဲ့ပင်လယ်ရေကိုတောက်လိုက်ရင်ခန္ဓာကိုယ်ထဲကရေဓာတ်တွေကိုဆားကစုပ်ယူသွားပါတယ်တနည်းပြောရရင်တော့ဆားဓာတ်များတဲ့ရေကိုတောက်လိုက်တဲ့အခါခန္ဓာကိုယ်ကထိုဆားကိုခြေဖြတ်ဖို့ကျွန်တော်ရဲ့ကိုယ်တွင်းရေကိုအသုံးပြုရပါတယ်ရလဒ်အနေနဲ့တောက်လိုက်တဲ့ရေထက်ပိုပြီးရေဓာတ်ဆုံးရှုံးရပါတယ်ဒါကြောင့်ရေစာဓာတ်ထက်ပိုပြီးရေဓာတ်ဆုံးရှုံးကရေစိတ်သင့်ပြီးကြောက်ကပ်ပျက်စီးတာတတိလစ်တာတည်ဆုံးတဲ့အထိဖြစ်နိုင်ပါတယ်ဆားဓာတ်များတဲ့ပင်လယ်ရေကိုစွန့်ထုတ်ဖို့ကြောက်ကပ်ကအလုပ်အရန်လုပ်ရပြီးခါတိုင်းထက်စီအများကြီးလဲသွားရပါတယ်ဒီလိုနဲ့ကြောက်ကပ်ကပင်မဲပြီးထိခိုက်ပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ပင်လယ်ရေကိုဓာတ်ရဲ့တောက်သုံးတာဟာကျန်းမာရေးအတွက်အလွန်အန္တရာယ်များလာပြီးလုံးဝမတောက်သုံးသင့်ပါဘူး